ဤဂါထာတော်ကိုနေ့စဉ်နက်နက်အိယာထချိန်၌အရှိအရက်ကိုကြည့်၍9ခေါက်ရွတ်ပါညအိယာဝင်ချိန်၌ဖျားရှိတော်တွင်9ခေါက်ရွတ်ပါဖုံးတကိုကြီးမား၍လက်လာပရှင်လန်းပါလိမ့်မည်အလုတ်ကိစ္စအကြံစီတစ်ခုခုတို့ကိုပြုလုပ်ရန်ရှိသောအခါတို့၌၎င်းမတော်မီအိမ်လေကားတွင်ရပ်၍လမ်းဘက်သို့ကြည့်ပြီး9ခေါက်ဖြစ်စေအချိန်မရခဲ့လျင်တစ်ခေါက်ဖြစ်စေရွတ်ဆို၍သွားပါလေရှင်တီဝလိလက်ရွှင်ဂါထာတော်ရှင်တီဝလိဖုံးရှိမြတ်စွာယဟန္တာထိတ်မာမြတ်ဖျားကိုတော်ထားနားမာကိုတော်ကျင်းခတ်သိမ်းလူရာယကာယဝစီမနောချီသုံးလီဩဃာတရိုသေမြတ်နိုးကျွန်ရှိခိုးတကိုးကိုတော်ပြအရာခတ်သိမ်းအောင်မြင်ငြိမ်းစီတည်း